Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဒါ Spin Site ဒါ Day 4ပဲဖြစ်ပါတယ်ဒါ၄ရက်မြောက်နေ့မှာတော့ကျွန်တော်ဒီနေ့မနက်တော့ဒါပတ်တီးလေးလဲလိုက်တယ်ပေါ့နော်ပတ်တီးလေးအိမ်မှာပဲကိုယ့်အနေကိုလဲလိုက်တယ်ဆိုတဲ့အခါကျတော့အနာတော့အခုလက်ရှိမြင်တဲ့အတိုင်းပဲကျွန်တော်တန်ရှင်းလေးလှုပ်ထားတယ်ပြီးသွားရင်ဒီအနောက်ကနှုတ်ထားတဲ့နေရာတွေလည်းကျွန်တော်ဒါတန်ရှင်းလှုပ်ထားတယ်ပေါ့နော်ဆိုတော့မနက်ကတော့သူတို့ပေးထားတဲ့ရှမ်ပူဘူးအကြည့်အောင်အသေးစားလေးရှိတယ်အဲ့ရှမ်ပူဘူးအကြည့်အောင်အသေးစားလေးနဲ့ကျွန်တော်ဒီပြောမယ်ဆိုရင်ခေါင်းကိုနည်းနည်းပါတန်ရှင်းလုပ်ထားတယ်ပေါ့နော်ဒါကကြတော့ပြောမယ်ဆိုရင်ဒါအစီပြန်ပြီးတော့မီးအောင်လဲဆိုတော့အစီထွက်နေရနေလိုက်မယ်ဆိုတော့ဒီနေ့ဒီ day 4မှာဒီပတ်တီးလဲတယ်တန်ရှင်းလုပ်တယ်ဆိုတော့ကျွန်တော်ဘာတွေဖြစ်နေလဲဆိုတော့ day 4မှာကျွန်တော်အခုဒီဘက်သတိထားမိလားမသိဘူးဗျာဒီဘက်ဘေးကနည်းနည်းရောင်လာတယ်ကျွန်တော်ဒီဘက်ဘေးနည်းနည်းရောင်လာတယ်ဒီဘက်ဘေးကကြတော့အရန်ကြီးတော့ရောင်တဲ့အထဲမှာတော့မပါဘူးဒါတော့မှမနက်ကကျွန်တော်ပတ်တီးဖြုတ်တာအရန်ကြီးမကြဘူးပတ်တီးကိုအရင်ဆုံးကတ်ကြီးနဲ့ထိုးညှက်ပြီးတာနဲ့တခါတည်းကျွန်တော်ရှမ်ပူလေးတွေထည့်ပြီးတော့ပြောမယ်ဆိုအနောက်ကဟာတွေခွာပေါ့နော်ခွာပြီးတော့ရှမ်ပူလေးနဲ့ရေလေးနဲ့တည်းမှာလောင်းချတာဒါအရှိရဟာတွေကိုကျွန်တော်မပုတ်ဘူးအရန်ကြီးမပုတ်ဘူးဒါကျွတ်သွားမှာဆိုလို့ပေါ့နော်ဆိုတဲ့ခါကျတော့မြန်ဆန်လှုပ်ပြီးတာနဲ့တခါတည်းဆရာဝန်ပေးထားတဲ့ဆေးတွေပါကျွန်တော်ထည့်ပြီးတာနဲ့ပတ်တီးကိုအမြန်ပြန်စီးပြီးထားလိုက်တာဒါတော့မှကျွန်တော်ဒီနေ့ဒီမှာဒီဘက်ဘေးကသတိထားမိတာတော့မသိဘူးဗျာဒီဘက်ဘေးကဒီမှာနည်းနည်းဖုနေတယ်ရောင်းနေတယ်ဆိုတော့ဒီ day 4မှာကျွန်တော်ပတ်တီးလဲတာကြောင်ပဲလားဒါမှမဟုတ်သူ့ဟာသူပဲအယောင်လာလို့လာတော့မသိဘူးဒါဒီနေရာလေးတော့ရောင်နေပေါ့နော်မနေ့ဖြန်ကဒီ day 5မှာဒီထက်ရောင်နေရဆိုရင်တော့ကျင်းသေးရဒါကျွန်တော်သူများလေးလိုမျိုးပဲရောင်တာစပြီဆိုတော့ပြောလို့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီနေ့ day 4မှာကျွန်တော်ပတ်တီးလဲတယ်ပြီးသွားရင်ခေါင်းတန့်ရှင်းလုပ်တယ်ပေါ့နော်ခေါင်းမှာရှိရဲ့ဒီအနောက်ကနှုတ်ထားတဲ့နေရာလေးတွေကလည်းတော်တော်လေးကိုပြောမယ်ဆိုရင်ဒီပတ်တီးခွာတော့တိတ်ပြီးတော့မနာတော့ဘူးပေါ့နော်ဒါပေမဲ့နည်းနည်းတော့နာတယ်ဒါပေမဲ့ကျွန်တော်ပတ်တီးခွာတဲ့နီးစနစ်ကတော့ဘယ်လိုလဲဆိုရင်ဒီဆရာဝန်လေးညွှန်ကြားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ရေလေးနည်းနည်းစွတ်တယ်ရေလေးနည်းနည်းစွတ်ရေလေးစွတ်ပြီးတော့မှဒီပတ်တီးကိုခွာတာဖြစ်တဲ့အတွက်ကြောင့်အရန်ကြီးတော့ကျွန်တော်တိတ်မနာဘူးပေါ့ဗျာနည်းနည်းပဲနာတယ်ဆက်ပြင်းလေးပဲဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ပြီးတာနဲ့ဒါကိုယ့်အနေကိုဒါပတ်တီးလေးပြန်ပြီးစီးထားတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ day 4မှာအနေထားကဒီလိုအနေထားဖြစ်ပါတယ်ဒါ day 4ရဲ့အနေထားပါဆိုတော့ထူးထူးခြားခြားကဒီဘေးလေးရောင်ဆင်းလာတယ်ကဲဒီဘက်ဘေးကတော့နည်းနည်းလေးရောင်ကျင်တယ်လို့မရောင်ကျင်တယ်လို့တော့ရှိရနော်ဆိုတဲ့ခါကျတော့ဒီဘက်ဘေးလေးကျွန်တော်နည်းနည်းလေးတော့စဉ်းစားကြရပါတော့ရောင်လာတယ်မနေ့က day 5မှာတကယ်လို့ဒါအများကြီးရောင်နေခဲ့တော့ရှိရင်တော့ကိုလဲဒါသူများနဲ့တန်းတူပဲရောင်နေလို့သတ်မှတ်ကမှာပဲဆိုတဲ့ခါကျတော့ဒါဟာ day 4မှာစပင်စိုက်ထားတဲ့အခုလက်ရှိရလက်အနေထားဖြစ်ပါတယ်မနေ့က day 5မှာကျွန်တော်တို့ပြန်ပြီးတော့အခြေအနေလေးကိုကြည့်ကြမှာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ဒါ day 4ကဲအားလုံးပဲ bye bye good night ပါဗျာ good night ပါ